ပါမယ်ဘယ်ဟိုအဲ့ဘုံကျွန်တော်လိုက်ပါမယ်သူစင်ကြီးပဲโอเคတော့မစီးရချာကြီးဖြစ်တဲ့ဒီ90 cc လေးကိုကျွန်တော်စီးမှာပဲဖြစ်ပါတယ်ကဲဆိုလိုက်လေစွတ်โอเคမြရဘိန်းကြီးနဲ့ဟိုက်တာပေါ့နော်ကျွန်တော်ကတော့90 cc နဲ့ဟိုက်မှာဖြစ်ပါတယ်အဲ့တော့မစီးရတစ်နှစ်လောက်ရှိသွားပြီပေါ့နော်အဲ့တော့ဒီနေ့တော့ကျွန်တော်ဆက်ပြီးတော့စီးကြည့်ပါမယ်โอเคโอเคစီးရတော့ဒီစက်မှမရှိတော့ဘူးပေါ့နော်โอเคလိမ့်ပါမယ်ဆိုင်ကပြေဆောင်လိမ့်ပါမယ်โอเคဆိုတော့စီးရတော့ကောင်းတယ်ပေါ့နော်90 cc ဆိုရင်မလဲဒီရတော့ကျန်းနေဆိုင်ကရောစီးရတာတော့တနည်းရှိသွားပြီပေါ့နော်ဒီဆိုင်ကမစီးရဆိုတော့လို့ပြောရမလဲဆိုင်ကတော်တော်လေးကိုဘိုးလို့ပြောမလားမောကျွန်တော်ဒီဆိုင်ကဝယ်တာအခုဆိုကျွန်တော်4နှစ်ထဲရှိသွားပြီပေါ့နော်ဒီဆိုင်ကဝယ်တာကျွန်တော်ဂျပန်ရောက်ဝယ်ရဆိုတော့အခုကျွန်တော်ဂျပန်ရောက်တာ9နှစ်ရှိပြီဆိုတော့4နှစ်ကျော်သွားပြီပေါ့နော်ဒီဆိုင်ကပြီးကျွန်တော်3နှစ်စက်တိုက်စီးခဲ့တယ်အခုမစီးရ1နှစ်လောက်ရှိပြီပေါ့နော်ပြစ်ထားတာဒါပေမဲ့ဘယ်လိုပြောမလဲကောင်းနေရလို့ပြောရမှာပေါ့နော်ကြည့်ရမစိုးပါနည်းနည်းလေးပြင်လိုက်တယ်ကျွန်တော် audio ကိုခံကိုဘာလို့ enjoy နေပါလဲလဲလိုက်မယ်ဘာညာဆိုရင်တော့စီးလို့ကောင်းမယ်လို့ထင်တယ်ပေါ့နော်ပြန်ပြီးတော့နောက်ကျွန်တော်လူလမ်းလျှောက်တော့တွေ့ဦးစားပြရပေါ့နော်โอเคကျွန်တော်ပြင်နေကြဆိုင်ငယ်ပြင်ဆိုင်ကိုရောက်ပါပြီခွန်းထားလားမခွန်းထားဘူးလားဆိုတော့တစ်ချက်လောက်ရှိုးရမယ်ဘက်တရီ交換したらいくらぐらいいいですか7800円と消費税7800円オイル交換は5500円はいじゃあいいですかしますはいありがとうございました。すみません。はい。OK。それお、လုံးဝစီးရရှယ်ဖြစ်သွား။ဟာကျစင်ကြီးပဲ။3မိုင်ပဲ။တော်ကွာတဲ့ဟာ။အိုးဒီကိုကန်လဲအောင်နဲ့ကျွန်တော်တို့ဆိုင်ရစီးရတာတော့ကျစင်ကြီးတော်တော်ကောင်းသွားတယ်။အဲ့တော့အင်ဂျင်ကတစ်နှစ်လောက်မလဲထားဆိုတော့တည့်ရတိုင်းမစီးရတာလုံးဝမကောင်းဘူးပေါ့နော်ညီစားမှာ။ဆိုင်ငယ်တကယ်လို့ဘေးမှာချက်ရခြင်းလို့မျိုးရရတယ်ပေါ့နော်အဲ့လိုမျိုးဆိုင်ငယ်ဘေးမှာရက်စင်ငယ်လေးပြပြီးရရင်ရပါတယ်ကျွန်တော်ဘာလို့ရထားလဲဆိုတော့ဖုံးထွက်ကြတော့မှာပေါ့နော်ဖုံးထွက်ကြတော့မှာမလို့ရတာဖြစ်ပါတယ်ဘယ်ဘက်စင်ငယ်ပြပြီးရရင်ရတယ်ပေါ့နော်โอเคဆိုင်ငယ်ရရင်ဘယ်ဘက်စင်ငယ်ပြပြီးရပါတယ်ကျွန်တော်ဆိုင်ငယ်ပြန်ထွက်ချင်တယ်ဆိုရင်ညာဘက်စင်ငယ်ပြမယ်ကျွန်တော်ဘက်မှာတစ်ချက်စစ်မယ်နောက်ကကားလာမလာလားတစ်ချက်ကြည့်ပြီးမှလို့ထွက်ရပါတယ်ပေါ့နော်โอเคဒါကတော့မတီးရလို့လည်းရှင်းပြပါတော့ What the bro တော့လိုက်ပါမယ်ဘယ်ဟိုအဲ့ဘုံကျွန်တော်လိုက်ပါမယ်သူစင်ကြီးပဲသူကဘေးကနေမောင်းနေကျွန်တော်ဘယ်ဘက်ဘေးကနေမောင်းမှာဖြစ်ပါတယ်အဲ့ဆိုင်ကိုကျွန်တော်လိုက်ပါမယ်ဆိုင်ကိုကျွန်တော်လိုက်ပါမယ်လို့โอเคနောက်ဆုံးတော့အဲ့ဆိုင်ကိုကျွန်တော်ပြီးတော့ပါပြီคลังနဲ့မြည်နေဘာမြည်အောင်မသိဘိုင်ဘိုင်မိုက်တယ်ကွာရှယ်ပဲဝုန်းအဲ့လိုလိုက်မစီးကြနဲ့ပေါ့နော်အဲ့လိုစီးတာမကောင်းပါဘူးခင်ဗျားတို့ရဲတွေ့ဖမ်းခံရပါမယ်အဲ့ဒါကြိုက်တာဗျာဘယ်မှာလဲမဟုတ်ကျွန်တော်ရှေ့ဆုံးနေထွက်လို့ရတယ်ဆိုင်ငယ်ဆိုတာဝူး
မြန်လဲဆိုတော့ကိုင်မမီဘူးအမေလုံးနဲ့လေမနှောင်းနဲ့လေမနှောင်းနဲ့လေရှေ့ငါးဒီစီကိုဖိုက်ပါမယ်တော့ဆုံးနေသူဖိုက်လို့မရတော့ရှေ့ကနေဝင်တော့သူကယာမာဟာထုတ်တာပေါ့နော်ကျွန်တော်ရောက်ပါပြီဒါဆိုကျွန်တော်အိမ်ကိုရောက်ရှိလို့လာပါပြီပဲဖြစ်ပါတယ်ဒါကျွန်တော်အိမ်ကပါရင်ဂျာနီကောင်လေးဖြစ်ပါတယ်ဒါတော့ပါရင်ဂျာနီကောင်ရဲ့ညီလေးပဲဖြစ်ပါတယ်ဒီဆိုင်ကလည်းဒါကျွန်တော်ရဲ့ဘိန်းပဲပေါ့နော်ကျွန်တော်ကင်းစစ်ကိဆိုင်က2စီးရှိပါတယ်အဲ့တော့လာငါးချင်းငါးကြပါအခုတော့တစ်စီးကိုတင်ငယ်ချင်းငါးရတော့မှာပဲโอเคဆိုတော့ဒါပဲပေါ့နော်ဒီနေ့တော့ဒါပါပဲဆိုတော့ကျွန်တော်နောက်လာမယ့်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်ဆိုတော့အားလုံးပဲကျေးဇူးအထူးပဲတင်ရှိပါတယ်